ချောတို့မိသားစုဒီနေ့ဘန်ကောက်မြို့ထဲကိုပေါ့နော်ရှောက်လည်မှာဖြစ်ပါတယ်ဘန်ကောက်မြို့ထဲကိုရှောက်လည်မှာဖြစ်တဲ့အတွက်စင်တာတွေကshopping mall တွေကကြတော့10နာရီမှဖွင့်တာအကုန်လုံးတူတူပဲအဲ့ဒါဆိုတော့ချောတို့ကဒီ Starbucks coffee လဲတောက်ချင်နေတာနဲ့မနက်စာ breakfast အတွက် Starbucks coffee ဆိုင်ကိုလာတာပါမိသားစုတွေဒီမှာလဲဆင်လက် coffee တောက်ချင်လို့ကိုကတော့ coffee ကြိုက်တဲ့သူဆိုတော့ကိုခဲဟိုဒီကဒီ Starbucks coffee ကိုအရန်ညွှန်းထားတော့အရန်ကိုတောက်ချင်နေပါတယ်ရှင် Starbucks coffee ကလည်းဒီဘန်ကောက်မြို့မှာပဲရှိတာဆိုတော့ဒီမှာတောက်ခဲ့ရမှာပေါ့နော်စိတ်ကြိုက်ကဲဒီမှာ breakfast စားမဲ့လူတွေပါဟုတ်ကဲ့ပါရှင်လိုက်ခဲ့ကြပါဦးရှင်လိုက်ထပ်ပါမယ်ရှင်ပြောရဲလားဒီနေ့ရောပြင်ပန်းနေပြီလားဒီနေ့ပြင်ပန်းလေးပြောတာမပြောမနေနဲ့အားလုံးမှလည်းမရှိဘူးနော်စားလိုက်တောက်လိုက်စားလိုက်တောက်လိုက်နော်သွားလိုက်လာလိုက်အိတ်လိုက်လာလိုက်ဒီနေ့ကတော့ငွေပြုံးပါမယ်ရှင်ဒီနေ့ကတော့ငွေထွက်ပါမယ်ရှင်အနီပါဝယ်အောင်လဲတွေ့တာဝင်မှာပေါ့သမီးရယ်ဟုတ်တော့မလားအေးတူးဆက်ဝယ်မယ်လေဒီနေ့ကနော်ဒီသားလေးဝယ်မယ်လေအေး cosmetic တွေကလည်းထပ်ဝယ်အောင်ပါမယ်ဝယ်အောင်ပါအများကြီးဝယ်ထားပြီးပြီဟာပါတော့တယ်အိမ်ကနေထွက်လာတော့ဘာမှမသုံးဘူးလို့တွေးထားကြတာအခုတော့လည်းတွေးတိုင်းကိုလိုချင်နေကြတာပဲနော်ထိတ်လို့မရထိတ်ပါကွန်ပျူတာပါကွန်ပျူတာပါကိုသွားလိုက်မယ်နှစ်ခုလားကော်ဖီကတော့ကောင်းလားမကောင်းလားနဲ့တကားလေးဖွင့်လိုက်တာနဲ့မှုေးချိုင်းညာပဲကော်ဖီလေးမှာလိုက်ပါအောင်မယ်ကော်ဖီလေးမှာလိုက်ပါအောင်မယ်တတာနားလေးပြလိုက်အခုချောတို့ Terminal 21ဆိုတဲ့ shopping mall ကိုရောက်နေတာပါဒီနေ့ကတော့ window shopping ပေါ့ window shopping နေ့ပေါ့ shopping ပတ်မဲ့နေ့ပေါ့နော်ခိုက်ခဲ့ကြပါအောင်စန္ဒာကလည်းအခုမှဖွင့်တာဆိုတော့ကွက်တီပါပဲချောတို့ရောက်တဲ့အချိန်အပေါ်တက်မယ်နော် let's go အောက်ကိုရင်ပတ်ကြည့်အောင်မယ်မှာ90ရာခိုင်နှုန်းချနာတဲ့มันต้องต่อได้ไหมအခုမှစဖွင့်တော့ဆိုတော့လူရမ်းမများသေးဘူးပေါ့နော်ဆိုင်တွေလည်းဒီမှာလည်း90ရာခိုင်နှုန်းနေချတယ်ပြီးတဲ့ဆိုင်ဆုံးပေါ့ပြီးရင်လည်းပေါ်တက်တွေရှောက်တက်အောင်မယ်နော်because ရှောက်ကြည့်လိုက်ပါအောင်မယ်တတာ
အခုချောတို့နေ့လည်စာလာစားတာပါတော်တော်လေးနောက်ကျနေပါပြီ2 နာရီခွဲတောင်ရှိပါပြီမှာထားတဲ့ဟင်းလေးတွေကတော့ဒီမှာပေါ့နော်ဒါဗမာဆိုင်လေးလို့တော့ပြောတယ်ဒါပေမဲ့ဗမာလက်ရာလေးတွေတော့ပြောတာပဲဒါလေးကတော့ဝတ်သားနဲ့အာလူလေးပါအချိုချက်ကလေးဝတ်သားနဲ့အာလူချိုချက်လေးမှာထားပါတယ်ပစွန်ချင်းဆက်ကလေးလည်းမှာထားပါတယ်ပစွန်ချင်းဆက်ကလေးလည်းမှာထားပါတယ်ခဏတော့မဆလာလေးပြောင်းမှာထားပါတယ်ခဏမဆလာလေးဒီမှာကျတော့ဝက်ချိုချင်းကြော်လေးမှာထားပါတယ်ဝက်ချိုချင်းကြော်လေးလည်းမှာထားပါတယ်မမေတို့အတွက်အဖြူတယ်ပေါ့နော်ကြက်သားလေးကြက်သားကြော်လေးပေါ့ဗမာကြက်ကလေးကြက်သားကြော်ဖြူလေးလေးမှာထားပါတယ်နေ့လည်သာစားဖို့နောက်ကျနာမှာဟိုဟာလေးကကစုံရက်ကြော်လေးလည်းလာပါပြီမှုကစုံကြော်လေးမှုကစုံကြော်လေးကအဆက်ပါသွားလို့ခုပြန်ပြီးတော့အချိုလေးပြန်လဲခိုင်းထားတာပါဒီဆိုင်မှာတဲ့စားပြီးလို့ရှိရင်တဲ့မှုကစုံကြော်လေးပေါ့နော်ဒါမှုကြော်တဲ့ကြော်လေးလောင်းပါရွှေကြည့်တယ်ဒါလေးကအချိုပွဲလေးရွှေထမင်းလေးပေါ့နော်ရွှေထမင်းလေးဒီဆိုင်ကိုတဲ့တစ်ခါစားပြီးပြီဆိုလို့ရှိရင်တဲ့နောက်တစ်ခါလာစားခြင်းတယ်လို့တော့ပြောတယ်ဒါ review တွေတော့ကောင်းတယ်ကိုတော့တစ်ခါမှမစားဘူးသေးဘူးအဲ့ဒါလေးကိုတွေ့ပြီးလာစားတာပါအခုတော့မရေရှက်ရေချောတို့မိသားစုနေ့လည်စာကိုနောက်ကျမှစားရတဲ့နေ့လည်စာကိုသုံးဆောင်လိုက်ပါအောင်မယ်ငပိကြော်လေးကလည်းပါသေးတယ်ပမာငပိကြော်လေးပေါ့နော်ငပိကြော်လေးကလည်းပါသေးတယ်ကဲအားလုံးပဲနောက်ကျနေပါပြီမင်းရေရှက်ရေသုံးဆောင်ကြပါအောင်စားကြပါအောင်စားကြပါအောင်ချောကတော့ဒီမှာလက်အိတ်ငှားထားတယ်လက်အိတ်လေးနဲ့ကနန်းတို့ပစုံတို့ခွာမှာပါအားလုံးပဲတတာချောတို့အခုအိုင်ကွန်စီယန်ကိုရောက်နေတာပါအိုင်ကွန်စီယန်ဒါကနေစီတာပဲအခုမှချောတို့ကဆက်ရောက်ချင်းဆိုတော့စားတောက်တန်းတွေထက်ပေါ့နော်ဝင်ချင်းကစားတောက်တန်းတွေထက်အပေါ်ရက်တွေကိုလုံးဝမတက်ရသေးပါဘူးဒါကလည်းလူတွေရှုပ်နေပါတယ်ဒါစီကားပြီးတော့လိုက်ကြည့်ပါအောင်ချောတို့နဲ့အတူတူမှာတော့တည်တန်းနေပေါ့နော်အသီးမျိုးစုံအလှပထုတ်ပိုးမှုတွေနဲ့ပေါ့နော်တေချာထုတ်ထားတာစားကျင်စရာလေးတွေဖြစ်အောင်လို့ဒါကတော့ဒူးရင်သီးတွေပေါ့အဲ့ဒီပါသူက100 kg ကို120တဲ့ဒါကတော့ထိုင်းရိုးရာတရသီးနဲ့ကောင်းညင်းနဲ့ပေါ့တရသီးနဲ့ကောင်းညင်းနဲ့ထိုင်းရိုးရာဒီမှာလည်းအကအလှနဲ့ပေါ့နော်ဒီဝိုင်းလေးနဲ့ဖျော်ပြနေပါတယ်လူတွေကဒါကိုရှုပ်ပြီးတော့စီကားနေပါတယ်ဒီမှာနားထောင်လို့ကောင်းလားနားထောင်လို့လည်းအရန်ကောင်းပါတယ်စားခြင်းစရာတွေကလည်းများလို့ဘာတွေစားမှမသိပါဘူးအပေါ်တက်ပြီးတော့ရှောက်ကြည့်ပြီးတော့မှအမြင်စဉ်းစားပါမှာဝေးစရာလေးတွေရှိလို့ပေါ်လဲရအောင်ဈေးတွေကလည်းဝယ်ခြင်းသေးတော့အပေါ်ကိုတက်ပြီးတော့ကြည့်ရပါအောင်မယ်ဆောတို့လည်းအပေါ်ကိုတက်ပြီးတော့ရှော့ပင်းပြလိုက်ပါအောင်မယ်လိုက်ခဲ့ပါအောင်အနီးဒီဘာမှမဝယ်ဘူးလို့ပြောထားတာကားနဲ့တစည်းရပြီကားနဲ့တစည်းရပြီတဲ့ကျမလည်းအကုန်ဝယ်နေပါတယ်ကျမယောက်ျားအတွက်လည်းပါပါတယ်So that's why till now in my kitchen. That's great. And what is your favorite food? My favorite food actually Chinese food. Also I love And what is your mother food and your food? in my memory, my mother used to fry rice with beans. Fry the rice with beans, and every week I used to eat cooking. And also she taught me how to cook. So I can cook a little. Really? Maybe I will try to taste about the fried rice biscuit. Yeah, maybe sometime. And the ingredient for your mother for the fried rice biscuit.
afterwards make it virgin. And then we got a small amount of hot wine. Yes. And if the wine is hot, we enter chopped garlic. Chopped garlic, we add chopped garlic. If the smell is nice, get the rice. And fry hot wine. And yeah, no sugar. Our Myanmar people very rare to use sugar. We only use sand salt and also little fish sauce. Mostly sugar is very rare in our dishes. So the sugar is not good for the health. Yeah, also like that. Family in our family, don't like sugar. We eat sugar, but not. Today we hope that you enjoy to try our food in Thailand, and thank you very much for your share your experience from the food and your food. Thank you very much.